စပီကိုဘုံတီနီတင်ပေးလိုက်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရိုနယ်ဒိုကတော့နာမည်ကြီးစထရီမာအိုင်ရှိုစပီကိုဘုံတီနီတင်ပေးလိုက်ပါပြီဟုတ်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုပါဝင်တဲ့အင်နာဆာအသင်းဟာဆော်ဒီပရိုလီပွဲစဉ်အဖြစ်အယ်ဖာတက်တင်နဲ့ရှင်ပြိုင်ကစားခဲ့ပြီး9ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပါတယ်အဆိုပါပွဲမှာရိုနယ်ဒိုအနေနဲ့သွင်းဂိုးတကူနဲ့ဖန်တီမှုတစ်ချိန်ပြုလုပ်ခဲ့ပြီးအသက်အရွယ်နဲ့မလိုက်အောင်ဆွမ်းဆောင်ပြခဲ့ပါတယ်ဒီပွဲစဉ်ကိုခရစ္စတီယာနိုရိုနယ်ဒိုရဲ့ big fan အိုင်ရှိုစပီကပွဲကြီးစဉ်ထိပ်ဆုံးကနေလာရောက်အားပေးခဲ့ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုကိုအသေးသေးကနေအားပေးနေသူတယောက်ဖြစ်ပြီးပြီးခဲ့တဲ့2နှစ်လောက်ကရိုနယ်ဒိုကိုအပြင်မှာလူချင်းတွေ့ခဲ့ရလို့ယူမတက်ပျော်ခဲ့ရသူလည်းဖြစ်ပါတယ်အင်တာဗျူးတော်များများမှာရိုနယ်ဒိုနဲ့မက်ဆီနိုင်ရှင်ပြီးမင်းများနာကိုကြိုက်တဲ့သူမဟုတ်ပဲသူ့ဘဝမှာရိုနယ်ဒိုတယောက်သာရှိသူဖြစ်ကြောင်းပြောလို့ရှိသူဖြစ်ပါတယ်စပီဟာရိုနယ်ဒိုကစားတဲ့ပွဲစဉ်တိုင်းမဟုတ်ရင်တော့ပွဲစဉ်တော်များများကိုလိုက်လံအားပေးသူဖြစ်ပါတယ်မင်းညာကအယ်ဖာတက်ကိုအနိုင်ရတဲ့ပွဲစဉ်မှာအသင်းပရိသတ်တွေနဲ့အတူအောင်ပွဲခံလေးရှိတဲ့ရိုနယ်ဒိုဟာပွဲကြီးစဉ်မော်ကာစပီကိုလက်ညှိုးထိုးပြီးပုံတီးကိုင်းခဲ့ပါတယ်စပီကလည်းသူ့ကိုတီးခိုင်းလာလို့မျက်စမျက်နှာပြပြတော့ရိုနယ်ဒိုကလည်းခေါင်းညှိပြခဲ့ပါတယ်စပီကလည်းသူ့ဝန်ထမ်းတိုင်းဝမ်းသာလို့မျက်လုံးပြူထွက်မထွက်ဖြစ်ခဲ့ရပြီးဘုံကိုတီးဖို့မေးနေခဲ့ကရိုနယ်ဒိုကလက်ဟန်ပြပြီးစီးဝါးကြကြတီးဖို့ကွင်းထဲကနေတင်ပေးခဲ့ပါတယ်စပီကလည်းချက်ဆိုငကွက်ကမီတောက်ပြီးသားသူဖြစ်တာကြောင့်သဘောပေါက်သွားပြီးဘုံကိုတီးဖို့ပြင်ဆင်ပါတော့တယ်ဘုံကိုတီးဖို့သူ့ဘေးနားကကျွမ်းကျင်သူကိုတေချာအောင်မေးနေခဲ့ပြီးအစန်တီးပြခိုင်ပြီးနောက်မှာသူကိုယ်တိုင်ဘုံကိုတီးခဲ့ပါတယ်စပီတီတဲ့စီးချက်တိုင်းရိုနယ်ဒိုဦးဆောင်တဲ့အင်နာဆာအသင်းနဲ့ပရိသတ်တွေကအတူတကွလက်ခုပ်တီးအားပေးခဲ့ကြပါတယ်။အောင်ပွဲခံပြီးနောက်မှာတော့စပီတယောက်မျက်လုံးပြူးထွက်မတက်ပျော်ရွှင်နေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။